မိန်းကလေးတဦးအတွက်မိမိရဲ့အချစ်ဦးနဲ့လက်ထပ်ခွင့်ရတာဟာအကြီးမားဆုံးဆုလက်တစ်ခုပါသူ့ရဲ့နှွေးထွေးတဲ့အထီးတွေကြောင့်နုနယ်တဲ့မိန်းလေးတစ်ယောက်တသက်စာပျော်ရွှင်မှုကိုစုပ်ကိုင်မိပြီလို့ထင်မှတ်ခဲ့တာပေါ့ဒါပေမဲ့မထင်မှတ်ထားပဲ3လအကြာမှာတော့တစ်ချိန်ကသူမကိုအလွန်ချစ်ခဲ့တဲ့ခင်မွန်းတဲ့ဟာတခြားလူတစ်ယောက်လိုပြောင်းလဲသွားပြီးသူမရဲ့အထီးတွေကိုငွေတကောင်ကင်းမီကောက်တကောင်လိုယွန်ရှာမုန်းတီးစွာရှောင်ဖယ်လာပါတော့တယ်အေးဆက်တဲ့တကားပိတ်တန်ကသူမရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုလဲချိုးလိုက်တဲ့အချိန်မှာတော့ခင်မွန်းဖြစ်သူရဲ့ရင်ထဲမှာဘလောက်တောင်ကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေဖုံးကွယ်ထားလဲဆိုတာသူမလုံးဝရိပ်မိမှာမဟုတ်ပါဘူးမိန်းလေးဟာအထက်တန်းစားတရုတ်အနွယ်ဝင်မိသားစုကဆင်းသက်လာပြီးအိမ်တော်ကြီးထဲမှာအချင်းချခံထားရတယ်လို့ကြီးပြင်းလာသူပါဖခင်ဖြစ်သူကသူမကိုနေရာကောင်းတစ်ခုမှာအိမ်အောင်ချပေးနိုင်ဖို့အတွက်ငယ်စဉ်ကတည်းကတင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့ပါတယ်အပြင်ထွက်ခွင့်မရှိတငယ်ချင်းထားခွင့်မရှိသလိုဝိထုစာအုပ်တအုပ်ကိုခိုးဖက်တာတောင်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတတ်ပါတယ်ဖြူစင်လုံးနဲ့သူမဟာအချစ်ဆိုတာကိုစိတ်ကူးတောင်မရင်ဖူးပေမဲ့အသက်16နှစ်အရွယ်မှာတော့သူမဘဝကိုပြောင်းလဲစေမဲ့အမျိုးသားတဦးနဲ့ဆုံတွေ့ခဲ့ပါတယ်တနေ့မှာတော့ဖခင်ဖြစ်သူကငယ်ရွယ်တဲ့အစိုးရအရာရှိတဦးကိုအိမ်တို့ဖိတ်ကြားခဲ့ပါတယ်ခင်းကြီးစရာကောင်းပြီးတမ်းပြတ်တဲ့ထိုအမျိုးသားကိုမြင်မြင်ချင်းပဲမိန်လင်းရင်ခုန်သွားခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့ထိုသခင်လေးကလည်းမိန်လင်းရဲ့ဖြူစင်မှုကိုတစ်ချက်လွတ်သဘောကျသွားပြီးမကြခင်မှာပဲလာရောက်တောင်းရန်ကစီကားတိုက်ရိုက်တဲ့ထိုင်းရိုးရာမင်္ဂလာပွဲကြီးကိုကျင်းပခဲ့ပါတယ်ထိုင်းရိုးရာအရလူကြီးသူမတွေကလောင်းလူပေးတဲ့အမွှေးနဲ့သားရီဟာလက်ခံမှုနဲ့ကောင်းချီးပေးမှုကိုကိုစားပြုပါတယ်ဒါပေမဲ့သူမရဲ့ရောက်ခမကတော့မျက်နှာပြက်ပြက်နဲ့ရေကရားကိုတမင်ဆောင်ပြီးနတ်သားရီတွေကိုမြေကြီးပေါ်တွန်းချလိုက်ပါတယ်ကောင်းချီးပေးမဲ့စားအိမ်အောင်ကြပြီးရင်ငြင်ငြင်ဝှဝှနေဖို့အေးဆက်ဆက်တတိပေးခဲ့ပါတယ်အချစ်မွန်နေတဲ့မိန်လင်ကတော့ဒါကိုတတိမထားမိခဲ့ပါဘူးမင်္ဂလာဦးညဟာသူမအတွက်အပျော်ဆုံးအချိန်ဖြစ်ခဲ့ပြီးခင်မုန်းဖြစ်သူတခင်လေးကလည်းစိတ်ရှည်လက်ရှည်နဲ့သူမကိုလူကြီးကဘာထဲသို့လက်တွဲခေါ်ဆောင်သွားခဲ့ပါတယ်မိန်လင်ဟာသူမရဲ့နှလုံးသားတစ်ခုလုံးကိုခင်မုန်းတဲ့ထံပုံအပ်လိုက်ပေမဲ့အဲ့ဒီပျော်ရွှင်မှုကအိမ်မက်တစ်ခုလိုခဏချင်းပျက်စီးတော့မှာပါခင်မုန်းဖြစ်သူအလုပ်ကိစ္စနဲ့ခရီးမထွက်ခင်ရက်ပိုင်းတွင်းမှာသူတို့နှစ်ဦးခွဲခွာရတော့မဲ့အလွမ်းတွေကိုအစားထိုးဖို့တပူးတွဲတွဲနေထိုင်ခဲ့ကြပါတယ်ခင်မုန်းဖြစ်သူထွက်ခွာသွားပြီးနောက်မှာတော့ရောက်ခမဖြစ်သူကမျက်နှာဖုံးကိုခွာချလိုက်ပြီးမိန်လင်ကိုအစီကံတယောက်လိုခိုင်းစေပါတော့တယ်နေဖြတ်နေတဲ့ရောက်ခမကြီးကိုပြုစုရတယ်လို့စားလောင်လုံးလို့ခမင်းစားမြင်မိတာကိုတော့အော်ဟစ်ငောင်းငန်းခံရပါတယ်ပိုဆိုးတာကသူမရဲ့မက်လေးပါပဲသူ့ဇနီးပေးမှရှိနေတာတော့မိန်လင်ကိုယုံရင်းတဲ့အကြည့်တွေနဲ့ကြည့်ယုံတယ်မကပဲခမင်းဝိုင်းမှာပါလူမြင်မကောင်းအောင်ဟင်းခတ်ပေးပြီးနှောက်ယှက်ပါတယ်ဒါကိုမက်လေးမိမကဒေါသထွက်ပြီးမိန်လင်ကိုဟင်းရည်နဲ့ပတ်ခဲ့ပေမဲ့ရောက်ခမကတော့မိန်လင်ကိုပဲအပြစ်ဖို့ခဲ့ပါတယ်တနေ့မှာတော့မိန်လင်ရဲ့အားကိုးရခင်မွန်းတဲ့ပြန်ရောက်လာပါတယ်သူကမိန်လင်အတွက်လက်ဆောင်တစ်ခုယူလာခဲ့ပါတယ်တစ်ခုကအဖိုးတန်ကားတစ်စီးဖြစ်ပြီးနောက်တစ်ခုကတော့ခန့်ညားတဲ့ကိုရန်တော်ဒရိုင်ဘာရှောင်းရှိုက်ပါဒရိုင်ဘာရှောင်းရှိုက်ဟာခင်မွန်းတဲ့နဲ့ငယ်စဉ်ကတည်းကအတူကြီးပြင်းလာသူဖြစ်ပြီးသူတို့နှစ်ဦးကြားကယဉ်ကျေးမှုကပုံမှန်ထက်ပိုနေတာကိုမိန်လင်သတိပြုမိပါတယ်ပိုပြီးထူးဆန်းတာကခရီးမထွက်ခင်ကသူမကိုတဲတဲလှုပ်ချစ်ခဲ့တဲ့ခင်မွန်းတဲ့ဟာပြန်လာတဲ့အခါမှာတော့သူမကိုတစ်ခုခုလိုရှောင်ဖယ်နေပြီးအထီးအတွေ့တွေကိုယွန်ရှာနေတာပါပဲညရောက်တဲ့အခါမှာလည်းခင်မွန်းတဲ့ကသူမကိုတွန်းထုတ်လိုက်ပါတယ်အခန်းတစ်ခန်းထဲမှာအတူရှိနေပေမဲ့စကားတခုမှမပြောကြသလိုကြားထဲမှာရေခဲတောင်ကြီးချထားသလိုအေးဆက်နေပါတယ်မိန်လင်တယောက်တညလုံးအိတ်မပျော်ပဲစဉ်းစားမရနိုင်အောင်ဖြစ်နေရပါတယ်ခီးတစ်ခုသွားရုံနဲ့လူတယောက်ကဘာလို့ဒီလောက်တောင်ပြောင်းလဲသွားရတာလဲဆိုတာပါပဲ